ပွဲစပြီဗျာနော်ဒါတော့ပထမဆုံးစတင်မှာတော့ open ပွဲပါ open ပွဲစတင်ပြီဗျာနော် night fight ပွဲကောင်းချုပ်ဖွင့်အကုန်ဖွင့်ဗျာအော်ဘီလာနဲ့ night လည်းကောင်းတယ်ဗျာနော်ပေါင်းရတယ်ဗျာ1 lap ပါဘီလာနဲ့ night နဲ့မိပြီးပေါင်းရတယ်ဗျာဒီဒီဝေးရတော့အေးသူကောင်းပါလေနော်1 လက်ပါဗျလက်1မှာနေရဲ့ခေါင်းချုပ်ဝေးသွားတယ်ဗျာနော်1ကចောင်းသားနဲ့တည်ထားတာဗျာနော်ကိုအထက်ရိုးရိုးထိုးចောင်းသား open ထိုးထုံထိုးပိတ်ကောင်းပြီဘာပါ1 or အမတူပါဗျာနော်ကိုလိုက်လာရင်မကိုလာကောင်းတယ်ဗျာနေတင်တာဝေဖြိုးမင်းပြတ်တယ်ဗျာနော်2-1ဖြစ်သွားပြီဗျာနော်1-2ပါ1-2ပါဗျာနော်ဒီစီကောင်းပါတယ်နော်2-1ပါဗျာ1-2ပါချိန်ပါဗျာဘယ်လိုလဲအဲ့ကောင်မင်းတော့တော့မမင်းစားပြတော့မိသွားပြီဗျာနော်အေးပေါ့ဝေးတယ်ဗျာနော်ဝေမျိုးမင်းပြလိုက်တဲ့အချိန်မှာဝေးသွားတယ်ဗျတက်ကြီးဘက်က9သိန်းရှိတယ်အချစ်သူလေး line ဘောနဲ့မရှိပါနဲ့နော်ဖုန်းဆက်လိုက်ရှိရတယ်3-1ဖြစ်သွားပြီဗျာနော်ဖြစ်သွားပါပြီ3-1မှာ1-3ပါဗျာအဲ့ဒါတော့1-3ပါ3-1မှာလာဒီဖုန်းနဲ့တက်နေပေါ့4-1ပါလာကြညီလေးဟုတ်ကဲ့ကိုတိုးလေးလာခဲ့ပါကိုတိုးလေးစောင့်နေဟောတယ်ဗျာကိုတဲ့10ချင်းမိပါဗျာကိုတဲ့ကဘရော့ထီ၄ချက်ရတာမေ့သွားတယ်ဗျ1-4ပါ4-1ပါစက်ခွန်ပေးပြီပါဗျ5-1ပါဟုတ်တယ်တကြီးကအမားများနေတယ်နော်အရင်တော်စင်တို့နဲ့ခတ်တဲ့ပုံစံလည်းမဟုတ်ဘူးပြန်တယ်1-5ပါအဲ့တော့တော့မှာအဲ့ပိုင်းလောက်ကြည့်တယ်အဲ့လောက်ကြည့်တယ်1-5ပါနေစပစ်လုံးပေါက်သွားပြီဗျ2-5ပါ
ပေါက်သွားတဲ့ကျွမ်းဖိုက်ပါတော့ဒါပေမဲ့တုံးကတော့အဖြစ်ကြလာနေရတော့ငါမှပါတေတော့ fight 2ပါဟုတ်တယ်တိုက်ကြီး3ကဒီနေ့ quarter နဲ့ခတ်တဲ့အချိန်မှာပြာနေဗျ2 fight ပါ ဒါပဲချေဖိုက်ပါ fight 2ပါ2 fight ပါဘလို့လောင်းရမလဲဆိုတော့ဖုန်းဆက်ပါနော်ပိတ်မှာဖုန်းနံပါတ်တင်ထားတယ်ဗျfight 2ပါ2 fight ပါအတစ်ပတ်ကနေပြီးခေါက်ချိုးပေးထားတယ်ဒါပဲပေါ့ဟာမိတယ်fight 2ပါဟုတ်တယ်ဗျဒါပထမပွဲပါနော် open ပွဲပါစစ်2ပါဟယ်လိုစာနေပြီကိုစစ်2လောက်ပြောရည်ဘာလို့တာလဲအချစ်ကြောင်းသားကလည်းပဲရှင်တဲ့ကို19ရက်နေ့လို့ပြောထားရပါနော်2စစ်ပါ2စစ်ပါအောက်ကွာကွင်းပါနော်တိုက်ကြီးကွင်းပိုင်9ဘိ30 open ပွဲပါစစ်2ပါမန်းကြောင်းသားပါနော်2ပါဗျ2စစ်ပါနော်ဒီမှာနေရုံရိုးရိုးနဲ့ပြန်ပြီးတော့တွဲညီလာဗျဘောဒစာပဲတလုံးပေါက်ပြီဗျ7-2ပါ8-2ခွင့်ချိန်သွားပြီနော်ဘောဒစာပဲနောက်လျှောက်ပေါက်တယ်ဗျနော်ဟုတ်တယ်နော်ဘောဒကိုချိန်နေတာဗျ8-2ပါကိုကေမရတယ်မှန်ကိုဆိုင်ပါ2-8ပါဗျမန်းเจ้าကအဖွင့်ထိုးခုံထိုးပိတ်ကွာထက်ကရိုးထိုးဟုတ်တယ်ဗျဟိုဘက်က3ယောက်ကတော်တော်ကြီးပြာနေရနော်8-2ပါကြောင်းတိုက်လိုင်းလက်ကိုဟောရန်သိုးတယ်လို့အရန်ရုပ်ချောရတယ်ပြောတာမျိုးလားကြောင်းတိုက်ချိန်ပါလေဟုတ်တယ်မအားဘူး2-8ပါတော့ရောက်ပေါ်လာတော့လမ်းမှာပေါ်တယ်ပြီးကွာ
38ဖြစ်သွားပြီဗျာနော်ပင်လာရဲ့သက်ချင်းတစ်လုံးမပြောက်ဖြစ်သွားပြီဗျာနော်38ပါဟုတ်တယ်ကိုထေးနိုင်ဝင်ကျွန်တော်လည်းပွဲပြီးသွားပြီနှလုံးတစ်တိုက်မိတယ်ကြာနော်ကြေးကြီးလားဆိုတော့နှစ်ပွဲတစ်တိုက်နှလုံးမိတယ်ဗျာနော်ကိုအိပ်ပါဒီကကောင်မလေးကလာခေါ်တော့အကူမျောနေပြီတဲ့8ဖြစ်သွားပြီဗျာနော်တိုက်ကြီးပွဲတန်လေးနည်းနည်းပြန်ထွက်လာပြီဗျ8ဖြစ်သွားပြီဟုတ်ကဲ့ပါဆရာဗျဟုတ်ကဲ့ကျေးဇူးတင်ပါတယ်နော်ဟုတ်ခစ်ချောင်းသားပါကိုအောင်ရေ8ပါဗျ8-5ပါဟုတ်ကဲ့ပါမလေးအားပေးလည်းကျေးဇူးတင်ပါတယ်နော်8-5ပါဗျ8ပါနော်စာပစ်ချေဘာအိတ်ပါလားအကြီးတော့စာပစ်8-5ပါ9-5ပါနော်ကော်တဲ့စာပစ်လုံးထပ်ပေါက်တယ်ဗျ9-5ပါနောက်တဲ့ပွဲရှိတာရှိရပေးမှတင်ပေးမယ်နော်အခုကတိုက်ကြီးကွင်းပါပါတိုက်ကြီးရွှေကြိုးပြူကွင်းနဲ့ဟုတ်ပါအိုးနည်းနည်းလေးဝေးသွားတယ်ဗျာနော်5-9ပါဒီချိန်ကတော့ဝေးသွားတယ်စာပစ်ချေ9ပါဟောဒီနေ့က30ကိုမလာဖြစ်တော့ဘူးဗျာနော်ဟောပါတယ်ဝေဒမင်းနိုင်ကြရတယ်နော်ကဲဒီချိန်တော့9ဖြစ်သွားပြီဗျနိုင်စစ်ပါလောင်းကြီးကဘယ်လောက်လဲလောင်းကြီးကစိတ်မဆိုးကြီးဗျာနော်နိုင်စစ်ပါစစ်နိုင်ပါဗျာနော်တိုက်ကြီးတော့ခုမှတွဲပြန်မိလာဗျဟုတ်ကဲ့ပါအများပေးနေဟုတ်ကဲ့ပါကောင်းမျိုးကျေးဇူးတင်ပါဗျ7-9ပါနေစာပဲကောင်းကျုပ်တစ်လုံးထပ်ပေါက်တယ်ဗျ7-9ဖြစ်သွားပြီဗျာနော်လက်ပြန်နေအားပေးနေဟုတ်ကဲ့ပါနော်ကျေးစာပဲထမ်းမိတယ်တော်တဲ့စာပဲဆယ်ချင်းမိတယ်ဗျဟောနေထမ်းမိတယ်ဗျာပြေးတင်ထားတယ်ဆယ်ပြီဗျာ8-9ဖြစ်သွားပြီဗျာ8-9ဖြစ်သွားပြီဗျာနော်ဟောပါရနော်ဒီလုံးကိုလုံးဆယ်ချင်းနဲ့တက်လာတာတွေ့ရဗျ8-9ပါဗျကျေးဆယ်ချင်းနဲ့လုံးထက်မိရဗျ9 all ဖြစ်သွားပြီဗျာနော်အခါတဲဝဲကြည့်တယ်မလုပ်ပါနဲ့လို့ကျွန်တော်လည်းပေါင်းစရာနှမ်းစရာလေးမရှိတော့ဘူး9 all မှတ်တူပါပြီဗျာနော်ပွဲတော့တကယ်ကိုမြိုင်ဆိုင်သွားပြီဗျထမ်းမိတယ်ဗျာပြေးလက်နိုင်ဖြစ်သွားပြီဗျာနော်ကိုတော့ခေါက်ချိုးတွေတောက်ထိုးပြုတ်ကုန်ပြီဗျလက်နိုင်ပါဗျနိုင်လက်ပါဗျဟုတ်ပါတယ်ငဲပြအပိနဲ့လာတဲ့တက်ချင်းသိမပြဟုတ်တယ်ဒီကနေ့ broken နဲ့ဆိုတက်ချင်းကလည်းလျော့သွားတယ်ဗျာနော်ဒီချင်းနေဆိုအဲ့လိုရှုံးတော့တယ်ဟောမသိမှနဲ့ပေါ့နော်ကွဲပြီးရည်ကြည့်ပါပါတဲ့အတီးကြီးပါတယ်ဗျာ9လက်ကွာတဲ့စားပြပါဗျဘယ်လိုရဲတော့
လက်နိုင်မှာ iPhone 14အပေးနေဟုတ်ကဲ့ပါနော်တင်တာလွဲနေတာမဟုတ်ပြတင်တာမလွဲဘူးတင်တာ broken ရှောင်းပြီးတင်ရတာကြေးတလုံးထပ်မိရဗျာ11 9ဖြစ်သွားပြီဗျ11 9ဖြစ်သွားပြီနော်အနေကြီးတို့နိုင်ဝဲမှာဒီမှာကစားနေရလဲဆိုချင်းကွင်းမှာကစားနေရပါနော်11 9မှာအာကပါသွားတာတဲ့ပါသွားတာမဟုတ်ဘူးကိုယ့်ဘာကိုလိုက်သွားတာဒီဆိုရင်တော့အကြီးလေးစားပြပါဦးတောက်လျှောက်ပတ်တယ်နော်တောက်လျှောက်မမိပါဘူးလို့နော်သူဘက်ကတိုင်းကဒုတက်မဲ့နေတာရှိတယ်ဘလို့ဒီလိုလက်ချက်ကြော်သွားဟုတ်တယ်ဗျာနော် broken နဲ့ဆိုရင်ဒီလိုတက်ချင်းကရော့သွားတယ်ဗျ11 9ပါနော်ရောက်တယ်ဗျနေကစားလည်းကောင်းတယ်အခုကြေးကြီးကစားလည်းကောင်းပါတယ်နော်ပထမပိုင်းမှာသူကြောင်ပြောက်နေတယ်နော်9 11ပါဗျာနော်9 1ပါဗျာနော်โอ้ကွာတဲ့စာပေပိုက်ကောက်တစ်လုံးထပ်ကျသွားပြီဗျာနော်လက်11ဖြစ်သွားပြီဗျာနော်11တဘောပဲရိုက်နေတယ်တဲ့ဟုတ်ဘာထောက်ရအေးရပြီကောင်းတယ်ကြာနောက်ကပြေးကြီးရဆယ်တာတော့ဟုတ်ပါတော့အဲ့ဒါဒီတလုံးကတော့ဒီတမှတ်တကယ်ကိုတန်မိုးရှိတယ်ဗျာနော်နှစ်ဖက်လုံး10ချင်းတက်ချင်းရောတကယ်ကိုကောင်းပါတယ်ဗျာနော်1လက်ဖြစ်သွားပြီဗျာနော်17မှတ်10မှတ်ပါလောက်ဝမ်းပါ1လက်ပါပဲဗျာနော်11 10ပါဒီနေ့နေပိုင်းမြင့်လို့ဖြစ်ငါဦးရပိုင်းမြင့်လို့ကြောက်အောင်ဗျာဘယ်လာတွေက broken ပါလို့ fight နဲ့ရော့တာကောင်းပါတယ်ပြစ်ချင်းနော်ဟုတ်ကဲ့ကိုကျော်စင်ထိုက်အဲ့ဒါမှကျွန်တော်ကားကားရကုန်တော့ကောင်းတယ်ကနေတလုံးမိသွားပြီဗျအိုးပင်လာနေ broken မိသွားပြီဗျာနော်နေစေချင်းပင်လာနေ broken ထပ်မိတယ်ဗျလက်11ပါနော်အခုဆိုတော့11လက်ပါဗျကကြီးပွဲတော့မရှိဘူးဗျာနော်သွားကြထုတ်တယ်လို့ဓာတ်တို့ပွဲတော့ရှိတယ်ဗျာနော်1လက်ပါကောင်းတယ်ဗျာအိုးကော်ရစ်ဒီနေ့နေတော့ပြတ်တယ်ဗျာနော်အဲ့တော့ပေါင်ရလက်1တိုင်းဘောခေါ်ရပါတယ်ဗျာနော်အခုကိုမင်းအားပေးနေတယ်ဘယ်လိုလဲအားပေးနေတယ်ကိုမင်းလိုက်တဲ့တော့ပါနော်ကျွန်တော်လိုက်လွင်နေကိုမင်းမဟုတ်ပါဘူးစ
10ဘတ်ပါ1လက်ပါပဲဗျအဖြူနံပါတ်3လေးကကောင်းတယ်နော်ဟုတ်တယ်ဗျလေရွေးစင်ဖြစ်ပေါ်လာရှိတယ်12လက်ပါလူလဲလို့ဖုန်းလာခေါ်နေ12လက်ပါဗျအောင်လေးမပါဘူးဗျနော်โอ้ကောင်းတယ်ဗျကိုထစ်ဟုတ်လက်ပြသွားဟာဘုရားမင်းလုံနေလားစမန္ဒနဲ့ဟုတ်လက်ပါ16မှတ်ဂိမ်းဖြစ်သွားတော့တတိလက်ဖြစ်သွားပြီနော်ဟုတ်ကဲ့ပါကောင်းခန့်နာမည်ခေါ်ပေးပါလက်3ပါလက်30ပါဗျာနော်11:30ဖြစ်သွားပြီနော်ပေါ်စားထိုးတဲ့နဲ့ဒါပွဲရှိရတာဟုတ်ပါတယ်နော်ကက်ကြီးပွဲရှိလားမေးလို့အကြီးပွဲမရှိဘူးလို့သွားကြထိုးတယ်လို့ပဲရှိရပြန်လဲဆက်ချင်းဆိုင်သွားတယ်ဗျာနော်73မှ7မှတိုင်းမောခေါ်တာပါဗျဟယ်လိုဖြစ်သွားပြီဗျာနော်ပင်လာလေးတက်ချင်းဝေးသွားတယ်ဗျာနော်ဟုတ်11ဖြစ်သွားပြီဗျာနော်ပင်လာလေးတက်ချင်းနောက်တစ်လုံးထပ်မားတယ်ဗျာ point 11ပါဗျာ point 11ဖြစ်သွားပြီဗျာနော်11 point ပါနော်316ကမင်္ဂလာပါဗျာအားလုံးပဲတကယ်ကိုပွဲရတော့သက်ရှိန်တက်သွားပြီဗျအင်းကြီးနေနေတော့ဟိုမှာတော့လက်ကြည့်တယ်အဲ့မှာတော့ပြည့်တယ် point 11ပါနော်15မှ17မှဗျဒီပွဲထူးကြတယ်ဒါနဲ့စမ်းချင်ပဲစီးနားမှာအပြာကောင်မလေးအပြင်းနေတော့ဘယ်နားမှာလဲကျွန်တော်မတွေ့လိုက်အော်ခရဲရတဲ့ကောင်မလေးဟုတ်တယ်ဘယ်လာနဲ့ brownness ဆိုရင်ရော့သွားတယ်ကျွန်တော်မနေ့ကကပ်စင်တင်ထားပါတယ်11 point 11ပါနော်ကောင်းစုပင်ပါစားဆွဲမှာမဟုတ်ဗျစာပစ်အဖွင့်အကုန် open ဒီပွဲကနောက်ပွဲကျရင်ကောင်းချုပ်ပိတ်ဝင်ပါဝပိတ်ပါစားဟုတ်ကဲ့ဟုတ်ကဲ့ချမ်းမိသွားတယ်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်ဗျာနော်နောက်တဲ့ပွဲပါစားအောက်ခံပွဲလေးလည်းဆက်လက်ပြီးတော့အားပေးကြပါဗျာနော်ကျွန်တော်ပြောပါတယ်မနေ့ကနော်တော်တော်နဲ့မပွင့်ဘူးဆိုတာတကယ်ကိုမှန်သွားပြီဗျနောက်တဲ့ပွဲလည်းဆက်လက်ပြီးတော့အားပေးပါဦးနော်အားလုံးပဲနောက်တဲ့ပါစာအောက်ခံပွဲလေးကိုဆက်လက်ပြီးအားပေးပါဦးကျေးဇူးတင်ပါတယ်နော်ကွန်ပီပွဲပြောင်းရင်ပွဲအောင်မင်းငါဒီပွဲတွေတည်ပြီးသားလို့ဒီပွဲတွေမယူအားလုံးပဲကျေးဇူးတင်ပါတယ်နော်နောက်တဲ့ပါစာအောက်ခံပွဲလေးဆက်လက်အားပေးကြပါဦးဗျ